Hello ဒီနေ့မှာတော့ကြက်ရီယိုစီတီတော့သွားပြောင်းရဖြစ်ပါတယ်တရှင်းလေးဖွင့်လိုက်ပါအောင်မယ်တရှင်းပြောက်သွားလို့ခဏမှမဖွင့်တော့ပါဘူးရှင်ကျမကပြောကြတယ်ခုရှိရဲ့အဲ့လိုမျိုးလေးကျမကပြောပြမယ်ရှင်တို့ရဲ့စိတ်တက်လေးတီးရှင်လို့ပေါ့နော်ကျမတို့မျိုးဆိုရင်ပေါ့နော်အဲ့လိုမျိုးကျမတို့ဆိုရင်ပေါ့နော်လိုက်မရဘူးရှင်တို့ဆိုရင်တော့လိုက်ရတာကျမတို့လိုအိုက်တော့မဖြစ်သေးတဲ့လူတွေကလေဒီအိုက်တော့မဖြစ်သေးတဲ့သူတွေကပေါ့နော်ဒီရဲ့ခံစားချက်ကိုအလုံးခံနိုင်မယ်လို့ထင်ပါတယ်ဒါပေမဲ့ငါတို့ကအိုက်တော့ဖြစ်ရှင်လို့နင်တို့အိုက်တော့ခုံအောင်လို့ဆိုပြီးငါတို့ကတမင်တက်ကိုဆော့ပေးနေကြတာမင်းတို့ကအိုက်တော့ဖြစ်နေတဲ့သူမှအိုက်တော့လို့တပြောအိုက်တော့လို့တပြောရင်တော့ငါတို့ကနော်ငါတို့လည်းအိုက်တော့ဖြစ်ရှင်တယ်သူလည်းအိုက်တော့ဖြစ်နေတယ်ဒါပေမဲ့သူကအိုက်တော့ဖြစ်သွားတယ်လေငါတို့ကအိုက်တော့မဖြစ်သေးအဲ့ကြောင့်ငါတို့အိုက်တော့လေးပဲတစ်ခါလောက်ခေါ်သွားရဲကွာအိုက်တော့တစ်ခါလောက်ခေါ်လို့ရှိရင်လေတီမတက်ပြော်တယ်သူတို့လိုလေစီလားအိုက်တော့တစ်ခါလေးပြောမပြောဘူးဆောင်မှာနော်ဒီမှာကိတ်ကလေးတွေရှိရပေါ့နော်သူတို့လိုလေမပြောဘူးဆိုတာနည်းနည်းများပါပြီခေါင်းအောင်ကြည့်မယ်ပေါ့နော်ဒါတန်ကြီးသူမဆဆူမှရှိပါရဲ့အဲ့ဒါတော့ပြုတ်လိုက်ပါကျမတို့ ID မရေးထားပါဘူးရှင်ဒါတီးလို့မရဘူးโอเคဒီဘက်မှာဆိုရင်တော့တကယ်အဖြစ်မှာဆိုရင်တော့ပေါ့နော်ဒါအရင်တက်ပဲဒါမှတကယ်အဖြစ်မှာဆိုရင်ဖျားပေါ်မင်းကလေးသွားလို့မရဂိမ်းအထွေးကြုံရအောင်လို့ဂိမ်းညနေပဲထွက်လိုက်ပါဖျက်ချလိုက်ပါမရှင်ပြီးဆိုတော့ပြန်တော့ပါမယ်ရှင်တို့ကအဲ့လိုမျိုးလူတွေကိုမှတကူတကလိုက်ပြီးမယ်ဆိုရင်တော့ဒီဗီဒီယိုကိုကြော်သွားလိုက်တော့နော် bye bye